လူတွေဟာပုဂ္ဂိုလ်တူတယောက်ကိုဆရာတင်ပြီးတော့စိကတ်ကိုးကွယ်လေးရှိကြစိကတ်တယ်အာဂုအာထာပြုပြီးတော့အဲ့ဒီပုဂ္ဂိုလ်ထံကအခြေအနေကောင်းတွေကိုမျှော်လင့်ပြီးတော့ထိုပုဂ္ဂိုလ်ရဲ့အဆုံးအမလမ်းညွှန်မှုတွေကိုရယူဖို့ဆိုပြီးတော့အမျိုးမျိုးမိမိတို့ရဲ့ဆုံစည်းရာပုဂ္ဂိုလ်တွေကိုစိကတ်ကိုးကွယ်မှုဆိုတာဖြစ်ပေါ်လာခဲ့ဆရာသမားအနေနဲ့စိကတ်ကိုးကွယ်တယ်အာဂုအာထာပြုရမယ့်ပုဂ္ဂိုလ်အနေနဲ့စိကတ်တယ်အဲ့ဒါလို့လူလောကမှာဆရာတင်ပြီးတော့ကိုးကွယ်စိကတ်ကြတာတွေနေရာတိုင်းမှာလို့ဒေသတိုင်းမှာလို့ခေတ်ကာလတိုင်းမှာလို့ရှိပြီးတော့နေကြလူပုဂ္ဂိုလ်ချင်းချင်းလည်းကိုယ်ဝယ်စိကတ်တာရှိတယ်လူပုဂ္ဂိုလ်ကနေယဟန်ပုဂ္ဂိုလ်ကိုယ်ဝယ်စိကတ်တာရှိတယ်လူပုဂ္ဂိုလ်ကနေယဟန်ပုဂ္ဂိုလ်မှတပါးယသိတို့ဘိုးတော်တို့ဆိုတာကိုလည်းစိကတ်ကိုယ်ဝယ်ကြတာရှိတာပဲเนาะအဲ့ဒါလို့စိကတ်ကိုယ်ဝယ်ကြတဲ့နေရာမှာရည်ရွယ်ချက်ကအမျိုးမျိုးရှိကြတယ်ကောင်းကျိုးရာနှုတ်မျှော်ကိုးပြီးတော့ကိုယ်ဝယ်စိကတ်ကြတာအဲ့ဒီလိုကောင်းကျိုးချမ်းသာရာနှုတ်မျှော်ကိုးစိကတ်ကြတာမှန်ကန်မှုရှိရလားအလုံးသောပုဂ္ဂိုလ်တွေဟာစိကတ်ကိုးကွယ်တိုက်တဲ့ပုဂ္ဂိုလ်တွေဟုတ်ကလားဒါကိုအလေးနဲ့ထားပြီးတော့မြတ်စွာဘုရားဆုံးမဩဝါဒပေးထားတဲ့အဆုံးအမမှတ်သားနိုင်ယူဖို့ပါဘုန်းကြီးတို့ဘုရားဘာသာဝင်သူတော်စင်တွေဟာမြတ်စွာဘုရားကိုကိုးကွယ်တယ်လို့ဆိုတာဘုရားရဲ့အဆုံးအမကိုနာခံမယ်ဘုရားဆုံးမတဲ့အတိုင်းလိုက်တာကျင့်သုံးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဘုရားကိုကိုးကွယ်အဲ့ဒါလို့ကိုးကွယ်မှလည်းမှန်ကန်တယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ဘုရားကိုးကွယ်လို့လိုက်ရတယ်ဘုရားကိုးကွယ်လို့စီးပွားတတ်တယ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ကိုးကွယ်တာကြတော့မှန်ကန်မှုမရှိဘူးပေါ့မကိုးကွယ်လို့ရှိရင်ပတ်ဝန်းကျင်ကကိုယ့်ကိုပြစ်တင်လိမ့်မယ်ဆိုတဲ့ပတ်ဝန်းကျင်ကပြစ်တင်မှာကိုကြောက်ရွံ့ပြီးကိုးကွယ်တာလေမှန်ကန်မှုမရှိဘူးတကယ်ကိုဘုရားရဲ့အဆုံးအမအတိုင်းတို့တွေလိုက်တာကျင့်သုံးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်မှဘုရားကိုးကွယ်မှုဟာမှန်ကန်တယ်လို့ဆိုပြောလောကမှာကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေမြောင်များစွာရှိတော်တယ်မိမိကိုစိကတ်ကိုးကွယ်လာတဲ့ပုဂ္ဂိုလ်ကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်အောင်ပို့တင်ပေးနိုင်တဲ့ပုဂ္ဂိုလ်ကတော့အမှန်တမ်းရှားပါတယ်ပေါ့ပုဂ္ဂိုလ်တိုင်းဟာမိမိကိုယုံကြည်လို့ကိုးကွယ်စိကတ်လာတဲ့ပုဂ္ဂိုလ်ကောင်းကျိုးချမ်းသာမျှော်ကိုးပြီးတော့ကိုးကွယ်စိကတ်လာတဲ့ပုဂ္ဂိုလ်တွေမှန်ကန်တဲ့ပြီးတော့သူတို့လုံလာတဲ့အကျိုးတွေရအောင်ဆောင်ရွက်ပေးနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာအမှန်တမ်းနည်းတယ်လို့ဒီလိုဆိုရမှာဘာဖြစ်လို့နည်းတယ်လဲစဉ်းစားကြည့်ဖို့မိမိကိုယ်၌ကိုယ်ကအချို့ပုဂ္ဂိုလ်တွေမှာမိမိကိုယ်၌ကိုယ်ကကိုယ်ချင်းတရားတို့အသိပညာတို့ဆိုတာပြည့်စုံမှုမရှိကြအပြင်းပန်းအားဖြင့်အပြောနဲ့အာကိုတိုက်တယ်လို့ယုံကြည်ပြီးလူတွေကအာကိုနေကြတာစိကတ်နေကြတာအဲ့ဒါလို့အပြင်းပန်းတို့အပြောတို့နဲ့ယုံကြည်ပြီးတော့ကိုးကွယ်စိကတ်နေတဲ့ပုဂ္ဂိုလ်တွေဟာထိုကိုးကွယ်စိကတ်ခြင်းကြောင့်မြောက်ကိုးတဲ့ရလတ်ကိုတော့ရကြမှာရမရရုံနဲ့မကဘူးဒုက္ခရောက်သွားတာတွေလည်းရှိတယ်ပေါ့မျိုးမျိုးပဲနော်ကိုးကွယ်စိကတ်မှုကိုအကြောင်းပြုပြီးတော့ဆင်းရဲဒုက္ခရောက်သွားကြတယ်အဲ့တော့မိမိကိုးကွယ်စိကတ်တဲ့ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်မျိုးမှကိုးကွယ်စိကတ်ထိုက်တယ်လဲဆိုတာမြတ်စွာဘုရားကဒီတုတ်တံမှာအဓိကထားပြီးတော့အရည်ချင်း300နဲ့သတ်မှတ်ပြီးတော့ဟောထားတယ်
ဒီထဲမှာဘုန်းကြီးတို့တွေကြွတင်ပြီးတော့မှတ်သားတဲ့အချက်တစ်ခုကဘာလဲကိုယ်ကိုယ်စိတ်ကထိုက်တဲ့ပုဂ္ဂိုလ်ဆိုတဲ့နေရာမှာအဲ့ဒီကိုယ်ကိုယ်စိတ်ကထိုက်တဲ့ပုဂ္ဂိုလ်မှာကောင်းမြတ်တဲ့အရည်ချင်းနှစ်ခုကတော့လိုအပ်တယ်အဲ့ဒီအရည်ချင်းနှစ်ခုရှိမှသူရဲ့ဆုံးမဩဝါဒလမ်းညွှန်ချက်တွေဟာမှန်ကန်တိကျပြီးတော့ကိုယ်ပဲသူကိုကောင်းကျိုးချမ်းသာတွေဖြစ်ပွားစေမှာဖြစ်တယ်အဲ့ဒီအရည်ချင်းနှစ်ရပ်ကပါတယ်လို့ဆိုရင်ကရုဏာနဲ့ပညာလို့ခေါ်တယ်ကရုဏာဆိုတာဒုက္ခမရောက်စေခြင်းမူအခက်ခဲကြုံနေတာဒီပေါ်မှာအကျဉ်းနာထားတယ်တနာတယ်ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုဒုက္ခမှလွတ်စေခြင်းတယ်အဲ့ဒီအကျဉ်းနာတရားဟာလေကိုယ်ဝေစိတ်ကတိုက်တဲ့ပုဂ္ဂိုလ်ရဲ့အရေးချင်းတစ်မျိုးပဲလို့ဒီလိုမှတ်နောက်တစ်ခုကဘာတော့ဆိုပညာမိမိကိုယ်ဝေစိတ်ကလာတဲ့ပုဂ္ဂိုလ်ကိုလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားပြီးတော့လမ်းညွှန်ဖို့ဆိုတာပညာရှိမှလမ်းညွှန်လို့ရတယ်တဏှာယုံနဲ့မပြီးဘူးတဏှာတဲ့အပြင်မှာအကျဉ်းနာကရုဏာတရားရှိတဲ့အပြင်မှာအသိပညာနဲ့ပြည့်စုံမှုလည်းလိုအပ်သေးတယ်ကရုဏာပညာဆွဲဆောင်ရပုဂ္ဂိုလ်မျိုးရှားကြံပြီးတော့ကိုယ်ပဲစိတ်ကမှမိမိရဲ့ကိုယ်ပဲစိတ်ကမှုယုံကြည်ချက်ဖြင့်အကျိုးတရားကိုမျှော်ကိုးပြီးတော့ကိုယ်ပဲစိတ်ကမှုဟာကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေတယ်သို့မဟုတ်သူ့ရဲ့လမ်းညွှန်ချက်အတိုင်းအသိပညာမပြည့်ဝတဲ့ပုဂ္ဂိုလ်ရဲ့လမ်းညွှန်ချက်ကိုလိုက်နာဆောင်ရွက်မယ်ဆိုလို့ရှိရင်လမ်းလွဲသွားနိုင်သေးတယ်မမှန်ကန်တဲ့လမ်းကြောင်းကိုညွှန်ပြထားသည့်အတွက်ကြောင့်မမှန်ကန်တဲ့လမ်းလျှောက်တဲ့ပုဂ္ဂိုလ်ဒုက္ခတွေပင်လယ်ဝေသွားနိုင်တယ်ပေါ့ဒါကြောင့်မို့ပညာမပြည့်စုံမှုဆိုလို့ရှိရင်ကိုယ်ဝိစိတ်ကရင်လမ်းလွဲသွားနိုင်တယ်အဲ့ဒီမှာပုဂ္ဂိုလ်နှစ်ဦးကိုခွဲခြားပြီးတော့ကြည့်ပုဂ္ဂိုလ်တစ်ဦးဟာကရုဏာလည်းမရှိဘူးပညာလည်းမရှိဘူးဆိုရင်တော့လုံးဝမကိုးကွယ်တတ်တဲ့ပုဂ္ဂိုလ်ပဲကရုဏာတော့ရှိတယ်ပညာမရှိဘူးဆိုလဲမကိုးကွယ်တတ်တဲ့ပုဂ္ဂိုလ်ပဲပညာတော့ရှိတယ်ကရုဏာမရှိဘူးဆိုရင်လဲမကိုးကွယ်တတ်တဲ့ပုဂ္ဂိုလ်ပဲကရုဏာပညာနှစ်မျိုးလုံးရှိပြီဆိုတော့မှစိတ်ကကိုးကွယ်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဘာကြောင့်လဲကရုဏာရှိမှအကျဉ်းတရားထားပြီးဆင်းရဲဒုက္ခကလွတ်အောင်ကြိုးစားပြီးပညာရှိမှမှန်ကန်တဲ့လမ်းကိုညွှန်ကြားနိုင်တာအကျဉ်းမရှိဘူးပညာတော့ရှိတယ်အကျဉ်းကင်းမဲ့တဲ့ပုဂ္ဂိုလ်ဟာပညာရှိနှိမ့်ဆက်တဲ့နှိမ့်ဆက်နည်းနဲ့နှိမ့်ဆက်တတ်တယ်အဲ့ဒါလိုပုဂ္ဂိုလ်မျိုးကိုးကွယ်မိလို့ရှိရင်လေဒုက္ခတွေပင်လယ်ဝေတတ်တယ်လို့ဒီလိုပြောတာကျင်နာတော့ရှိပါရဲ့ပညာမရှိဘူးသူ့ရဲ့ကျင်နာမှုဟာကျင်နာမှုထားတော်လည်းပဲသူ့ရဲ့လမ်းညွှန်မှုသည်မှန်ကန်မှုရှိမှရှိမှန်ကန်မှုမရှိနိုင်ဘူးလှုပ်တဲ့နာကိုမလှုပ်တဲ့မှုလို့ပြောကောင်းပြောလိုက်မယ်ပညာမရှိသည့်အတွက်ကြောင့်မလှုပ်တဲ့နာကြတော့လှုပ်တဲ့နယ်လို့ပြောကောင်းပြောလိုက်မယ်အဲ့တော့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာနှစ်ခုကိုအသိပညာနဲ့ခွဲခြားဝေဖန်နိုင်စွာမရှိတဲ့သိမြင်နိုင်စွာမရှိတဲ့ပုဂ္ဂိုလ်ကမလှုပ်တဲ့ဘူးရှောင်ရမယ်ဆိုတဲ့အရာဟာကောင်းကျိုးချမ်းသာကိုဖြစ်စေတဲ့အရာဖြစ်ခြင်းဖြစ်နေလှုပ်တဲ့နယ်ဆိုတဲ့အရာဟာလဲဆိုးကျိုးကိုပေးတဲ့အရာမျိုးဖြစ်ခြင်းဖြစ်မယ်ကြည့်လေတချို့ဘာသာတွေမှာကြည့်တရားတွေကိုတတ်ပြီးဘုရားသခင်ကိုကိုးကွယ်လို့ရှိရင်ကောင်းကျိုးချမ်းသာရတယ်လို့ဆိုလို့ရှိရင်တရားတတ်တယ်ဆိုတာအကုသိုလ်အလုပ်ရှိတယ်အဲ့ဒီအကုသိုလ်အလုပ်နဲ့ကောင်းကျိုးချမ်းသာတွေရမယ်ထင်ပြီးတော့လုပ်လို့ရှိရင်တော့ကိုယ်ကျိုးနေတာပဲဘာဖြစ်လို့သူများအသက်တတ်တယ်လို့ဆိုတာဟာ
ကိုယ်တိုင်ကမှကိုယ်တတ်ခံရမှကြောက်တဲ့ပုဂ္ဂိုလ်တယောက်တရားတယောက်တရားတူကိုတတ်တယ်လို့ဆိုတာဟာလုံးဝမတရားတဲ့အလုပ်တစ်ခုလုပ်တာကိုမဖြစ်ချင်တဲ့အလုပ်တစ်ခုကိုလုပ်တာဖြစ်တော့ကြောင့်ဘုရားသခင်ရဲ့အမိန့်ကိုနာခံပြီးတော့လုပ်တယ်ဆိုရင်မဟုတ်တဲ့ဘက်ကိုလမ်းညွှန်ထားတာသာဖြစ်တယ်ပေါ့ဒုက္ခရောက်မယ်ဘယ်လိုဒုက္ခရောက်သိရင်ငရဲကြမယ်ငရဲလွတ်လာလို့ရှိရင်အသက်တူမယ်ယောဂများမယ်ဟောဒုက္ခတွေပင်လဲဝေမှာပဲလှုပ်တော့ကတော့စေရနာနဲ့လှုပ်တာလေအကောင်းနဲ့လှုပ်တာညှလင်းချက်နဲ့လှုပ်တာဘုရားသခင်စီကမေတ္တာရခြင်းလို့လှုပ်တာသို့တော့ရလိုက်တာကဒုက္ခပဲဖြစ်မယ်ဒီလိုဆိုလို့ဒါကြောင့်မလို့ကိုယ်ကိုယ်စိတ်ကတိုက်တဲ့ပုဂ္ဂိုလ်ဆိုတာကရုဏာလည်းရှိရမယ်ပညာလည်းရှိရကရုဏာရှိမှဆင်းရဲဒုက္ခကလွတ်မြောက်ဖို့ကြိုးစားပေးမှဖြစ်တယ်ပညာရှိမှမှန်ကန်တဲ့နိလန်းကိုဟောပြောဆုံးမပေးမှဖြစ်တယ်တခုချို့ရင်းနေလို့ရှိရင်တော့ထိုပုဂ္ဂိုလ်ဟာအာကိုလိုက်တဲ့ပုဂ္ဂိုလ်မဖြစ်ဘူးလို့နော်ပုဂ္ဂိုလ်စိတ်ကကိုယ်ွယ်မှုနဲ့ပတ်သက်ပြီးဒီလိုမှတ်သားထားဖို့လိုရတယ်လောကမှာအပေါ်ယံကြည့်ပြီးတော့ပေါင်းညတင်ညပြောကြဆိုကြလောက်ကင်ကြတာတွေဟာအမှန်တရားဘက်ကိုဥလဲ့ပြီးတော့မနေတတ်ဘူးနောက်ဆုံးမှအလိမ်အညာနဲ့ကြုံပြီးတော့ဒုက္ခရောက်သွားတတ်သေးတယ်ဒီနေရာမှာစေရနာကောင်းနဲ့လှုပ်တယ်လို့ပြောပေမဲ့လို့အသိဉာဏ်မရှိရင်ထိုစေရနာကောင်းဆိုတာအဆိုးပဲဖြစ်တတ်တယ်နော်စေရနာကောင်းဟာအဆိုးဖြစ်တယ်အကျဉ်းတရားနဲ့လှုပ်တယ်ဆိုပေမဲ့ပညာမပါလို့ရှိရင်ထိုအကျဉ်းဟာဒုက္ခကိုပေးတဲ့အကျဉ်းမျိုးဖြစ်သွားတတ်တယ်ဘုန်းကြီးတို့မန္တလေးမှာတကယ်ဖြစ်ပြထားလေးတခုပြောအောင်ဆိုတခါကြီးတယောက်နဲ့တက္ကမကြီးတယောက်ပေါ့နော်တခါကြီးကနေမကောင်းတာအကြီးကျယ်ဖြားအကြီးကျယ်နေမကောင်းလို့ဆရာဝန်ခေါ်ပြီးတော့ဆေးကုတဲ့အခါကျတော့အဖျားတော့ကျသွားပြီအဲ့ဒီအဖျားကတိုက်ဖွက်ဆိုတဲ့ယောဂအစာအိမ်ထဲမှာအစာထည့်ရတဲ့ယောဂမျိုးမဟုတ်ဘူးစာရှိရင်အဖျားပြန်တက်မဲ့ယောဂမျိုးဆရာဝန်ကဖတ်ဆိုလုံးဝမကြွေးပါနဲ့လို့မှားထားတယ်ဒကမာကြီးကကျင်နာတယ်အစာမစားရင်အပြတ်သွားမှစိုးတယ်နော်ကျင်နာမှုအပြည့်အဝရှိတယ်အစာမစားရင်အပြတ်သွားလိမ့်မယ်လို့ဆိုပြီးတော့အဖက်ကလေးတော့နည်းနည်းစားမှအားရှိမယ်လို့ယူဆပြီးတော့ဆရာဝန်မှာကြားချက်အတိုင်းမလုပ်ဖဲနဲ့အဖက်ကလေးကျွေးလိုက်တယ်အဲ့ဒီတကကြီးကကံကုန်ပြီးအိဋ္ဌရောက်သွားတယ်အဖျားတွေထိတ်မရအောင်တက်သွားတယ်အဲ့ဒါမျိုးပြောတာအကျဉ်းနာတော့ရှိတယ်အဲ့ဒီအကျဉ်းနာဟာပညာမရှိဘူးဆိုလို့ရှိရင်ဒုက္ခပေးသွားတာဒါမျိုးတွေကပုံဥထုတွေအများကြီးပါမိသားစုတွေထဲမှာလည်းရှိတတ်တယ်ဒါလေးတွေအကျဉ်းနာနဲ့လှုပ်ပေးတာပဲသို့တော့အကျဉ်းနာဟာနောက်ကပညာမလိုက်ဘူးဆိုလို့ရှိရင်တော့ခံရတဲ့လူအတွက်ဒုက္ခပဲအကောင်းဖြစ်မလာဘူးသားမီးနှစ်ယောက်ဆံဖွတ်နေတယ်ဆံဖွတ်နေတဲ့အချိန်မှာတရိစ္ဆာန်တွေကြိုက်တဲ့မှက်ကြီးကောင်ကနှစ်ဖူးလာပြီးတော့ကြိုက်တယ်သားမီးနှစ်ယောက်ဆိုငါသမီးအမေနှစ်ဖူးမှာမှက်ကြီးကကြိုက်နေတယ်ငါလက်မအားဘူးငှက်ကြီးမှက်ကိုမောင်းလိုက်စမ်းပါဆိုအမေကိုတနာတယ်ကျင်နာတယ်သူကအမေနှစ်ဖူးကြိုက်ရမလားလို့ဆိုပြီးတော့မက်ကြီးကိုအနာနာရှိတဲ့ဂျပွေးနဲ့ထု
ဘာဖြစ်မလဲစဉ်းစားကြည့်မက်ဆိုတဲ့ကောင်ကအမေဓမ္မတွတ်တယ်လေဖြတ်ခနဲ့ပြန်သွားတာနှစ်ဖူးကွဲပြီးသေးတာကအမေဖြစ်တယ်အဲ့ဒါအကျဉ်းနာတော့ရှိတယ်ပညာမရှိဘူးလို့ပြောတာနော်အဲ့တော့သူ့ရဲ့အကျဉ်းနာတရားတွေဟာဘာလို့ဖို့ဘာမှသုံးကြတော့ပညာမရှိဘူးဆိုရင်ဒီအကျဉ်းနာဟာဒုက္ခပေးသွားတဲ့အကျဉ်းနာတရားသာဖြစ်တယ်အများကြီးပဲကိုယ်သားငယ်လေးတွေတနာလို့ဆိုပြီးတော့အကျဉ်းနာနဲ့ထားတယ်လိမ္မာအောင်မဆုံးမဘူးပြောလိုက်ရင်သားလေးမျက်နှာပြက်သွားမှဆိုလို့အလိုလိုက်ထားတယ်ကျဉ်းနာတာတော့ဟုတ်တယ်ဒီလိုထားလို့ရှိရင်ငါသားလေးဟာလိမ္မာမမဟုတ်ဘူးဆိုတဲ့အသိပညာမရှိသည့်အတွက်ကြောင့်အကျဉ်းနာနဲ့အလုပ်လုပ်တဲ့အခါမှာပညာမပါလို့ရှိရင်ဒီသားလေးဟာလူဆိုးလူမိုက်ဖြစ်ပြီးနောက်ဆုံးအမေကိုတောင်ပြန်ဒုက္ခပေးသွားတယ်ဒီလိုဝတ္ထုတွေလည်းပြည့်လာပဲနော်ဒါကြောင့်မလို့အကျဉ်းနာရှိပေမဲ့ပညာမရှိဘူးဆိုရင်ဆိုးကျိုးပဲဖြစ်စေတတ်တယ်လောကလူတွေကငါကစေရနာနဲ့ပြောတာစေရနာနဲ့ပြောတယ်လို့ဆိုတိုင်းအကောင်းဖြစ်တာမဟုတ်ဘူးငါကကောင်းစေခြင်းလို့လုပ်တယ်ကောင်းစေခြင်းတယ်လို့လုပ်တယ်လို့ပြောတိုင်းလည်းအကောင်းဖြစ်တာမဟုတ်ဘူးပညာပါတဲ့စကားမှပညာပါတဲ့လုပ်ရကမှအကောင်းဖြစ်နိုင်တာတဲ့ဒါကြောင့်မို့အကျဉ်းနာပေါ်မှာပညာရှိမှဖြစ်တယ်ပညာမပါလို့ရှိရင်ထိုပုဂ္ဂိုလ်ကိုယ်ွယ်စိတ်ကပ်ခြင်းအဖြစ်ဒုက္ခတွေပဲပင်လယ်ဝေသွားမှာပဲလို့ဒီလိုမှတ်သားနားလည်ရတယ်နော်ဒါကပုဂ္ဂိုလ်ကိုစိတ်ကပ်ကိုယ်ွယ်တဲ့အခါမှာသတိထားစရာအချက်လောကလူတွေလူဘဝရောက်လာတဲ့အခါမှာအရေးကြီးဆုံးကပါလဲအရေးကြီးဆုံးကလာတော့ကတော့တယောက်တည်းလာတာလေနှစ်ယောက်လာတာလည်းရှိတယ်ဒါပေမဲ့သိချင်မှသိမှာပါသူတို့နှစ်ယောက်အမွာဘူးကြတော့နှစ်ယောက်လာတာပေါ့သို့တော်လည်းပဲကိုလန်းကိုလျှောက်လာကြတာအမိဝမ်းနဲ့ကြမှာဆုံတာလည်းဖြစ်နေအပြင်ဘက်ကြမှာဆုံတဲ့လူကပိုများတယ်မိခင်ရဲ့ဝမ်းထဲမှာဆုံးလာတဲ့လူလည်းရှိတတ်တယ်သို့တော့ဘယ်သူပဲဖြစ်ဖြစ်လာခဲ့တာတယောက်တည်းပဲလူလောကကြီးကိုဘွားကနေပေါ်လာပြီးတဲ့နောက်မှာအရေးကြီးဆုံးကဘာလဲလို့ဆိုရင်ပေါင်းသင်းဆက်ဆံရေးပဲအရေးကြီးတယ်ဒါကြောင့်မို့မင်္ဂလာတုတ်မှာကြီးပွားတိုးတက်ဖို့ဆိုတဲ့နေရာမြတ်စွာဘုရားအစဆုံးဟောထားတာအမြဲတမ်းအဓိပ္ပာယ်ရှိတယ်အသေဝနာသဘာလနံပဏိတနိသသေဝနာတဲ့ဘာလဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးပြောတာတော့ဆိုဘာလဆိုတာမတိထက်တဲ့ပုဂ္ဂိုလ်ပြောတာနော်မိုက်ကန်းနာကိုပြောတာမဟုတ်ဘူးမတိထက်တဲ့ပုဂ္ဂိုလ်ပြောတာမတိထက်ဘူးလူကတော့လိမ္မာတယ်ယဉ်ကျေးတယ်ဟုတ်လားအပြောဆိုမရိုင်းဘူးသို့တော့မတိထက်ဘူးမတိထက်ရင်ဘာလပဲပညာမရှိဘူးဘာလဆိုတာပညာမဲ့တဲ့ပုဂ္ဂိုလ်ခေါ်တာကိုယ်အိမ်မှာနေပြီမဲ့လို့အမလေးသားလေးလိမ်မာတာသမီးလေးကလိမ်မာတာတို့ဘောပညာမရှိဘူးဘာလပဲဒါဘာလဆိုတာခဏခေတ်မှာတော့ပိုများလာဘာလလောကမှာ common sense ဆိုတာရှိ common sense ဆိုတာတာမန်ပုဂ္ဂိုလ်တွေသိတဲ့အသိစိတ်ကိုပြောတာအဲ့ဒီအသိစိတ်ကလေးမှမရှိတဲ့ဘာလဒီကနေ့ခေတ်ပိုများလာတယ်ဘာလများလာသည့်အတွက်ကြောင့်ဒုက္ခတွေပိုများလာတယ်နော်ဘာလဆိုတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှမစင်စားဘူးလုပ်ရင်မစင်မစားလုပ်တယ်သွားရင်လည်းမစင်မစားသွားတယ်ပြောရင်လည်းမစင်မစားပြောတယ်သူလုပ်သမျှသူပြောသမျှသူတွေးသမျှသူကိုယ်တိုင်ဖြစ်စေတစ်ဖက်သားဖြစ်စေဒုက္ခရောက်ဖို့ကြီးပဲအကုန်ပြဿနာတက်ဖို့ကြီးပဲဖြစ်တယ်အဲ့ဒါမျိုးကိုဘာလလို့ခေါ်တယ်ကိုယ့်ကိုထိခိုက်အောင်လုပ်ရင်ဘာလသူများကိုထိခိုက်အောင်လုပ်ရင်ဘာလ
ကိုရောသူရောနှစ်ဦးလုံးထိခိုက်အောင်လုပ်ရင်ဘာလားဟောလူလောကရောက်လာပြီဆိုလို့ရှိရင်အဲ့ဒီအသိဉာဏ်ခင်းမဲ့တဲ့ဘာလားနဲ့မဆက်ဆံမိဖို့ဒါအရေးအကြီးဆုံးပဲလို့ပြောတာဘာဖြစ်လို့မဆက်ဆံနဲ့လို့ပြောတော့ဆိုအသိဉာဏ်မရှိစဉ်းစားဉာဏ်မရှိပဲအမတ်တမဲ့လှုပ်တတ်တဲ့ပုဂ္ဂိုလ်တွေပြဿနာတက်လို့သူနဲ့ပေါင်းဖက်ပြီဆိုလို့ရှိရင်ကိုယ်လည်းပြဿနာတက်မှာပဲအ ਨੇ ဆုံးတော့ပြဿနာတက်မှာအေးခုနလိုအမေနှစ်ဖူးမှက်ကြီးကကိုက်လိုက်တာစူးလိုက်တာမောင်းစမ်းမှသမီးရဲ့ဆိုချက်ပွေးနဲ့ကောက်ထုတယ်နော်ဘာလားဆိုတာအဲ့ဒါမျိုးပြောတာနော်လှုပ်တဲ့နလားမလှုပ်တဲ့ဘူးလားဘယ်လိုလောရမှာလဲလို့မသိတာတွေကအဲ့ဒါဘာလားတွေအဲ့ဒီဘာလားဆိုတာကိုယ်တိုင်ပေါင်းတဲ့ဘာလားကတစ်မျိုးကံကြမ္မာကပေးလို့မသိပဲနဲ့ပေါင်းနေရတာကတစ်မျိုးနှစ်ခုရှိတယ်ပေါ့မလိမ်မိုးမလိမ်မာအသိပညာအားနည်းတဲ့မိသားစုတွေရောက်လာပြီပညာမဲ့တဲ့မိသားစုတွေပညာမဲ့ဆိုတာဟိုခုခေတ်ပြောတဲ့အတန်းမအောင်တာကိုပြောတာမဟုတ်ဘူးနော် common sense ဆိုတဲ့ပညာမျိုးမဲ့တဲ့ပုဂ္ဂိုလ်တွေကိုပြောတာနော်တွေးကြည့်ပေါ့လမ်းလေကောင်ကားရထားတို့မော်တော်ဆိုင်ကယ်ရထားတဲ့လူတွေတို့ဒါတွေလည်းပါတာအော်ဒီနာလူတွေသွားနေတဲ့နေရာပါကားရရင်လည်းလွတ်လွတ်ရမှပဲမော်တော်ဆိုင်ကယ်ရရင်လည်းလွတ်လွတ်ရမှပဲဆိုလိုတာက common sense ဆိုတာစဉ်းစားတာဘာလို့သူများကိုနှောက်ယှက်မဖြစ်စေဒါအ ਨੇ ဆုံးကိုပြောပြတာဒီတဲ့ကြီးတဲ့ဘာလားတွေပုံများနော်အဲ့ဒါလို့ common sense လို့ဆိုတာနာမပုဂ္ဂိုလ်တွေသိရမယ်အနေအထားမျိုးလေးတောင်ပုဂ္ဂိုလ်မျိုးဟာဒါဘာလားအဲ့ဒီဘာလားဆိုတဲ့အတိုင်းဝိုင်းထဲမှာရောက်လာပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာအသေဝနာသဘာလနံဆိုတဲ့ဘာလားနဲ့မပေါင်းနဲ့ဆိုတဲ့မင်္ဂလာမပေါင်းရဘူးဆိုတဲ့မင်္ဂလာပြက်ပြီးတော့ပေါင်းနေရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်သွားတယ်အကျိုးဆိုးရုပ်ဖို့ပဲခုနကြည့်လေမွေးထားတဲ့သမီးကပညာမတတ်ဘူးအမေနှစ်ဖူးမှက်ကြိုက်နေတယ်ဆိုတဘိုးနော်ချက်ပွေးနဲ့ထုတယ်သွားပြီပေါ့အဲ့ဒါမျိုးပြောတာနော်အဲ့ဒါမျိုးတွေပညာမဲ့လာပြီဆိုလို့ရှိရင်ဘာလားဆိုတာအဲ့ဒါပဏိတဆိုတာဘာလို့ဘာပြောစိတ်စဉ်းစားဉာဏ်နဲ့လုပ်တယ်စဉ်းစားဉာဏ်နဲ့ပြောတယ်သူများမထိခိုက်အောင်ပြောတယ်သူများမထိခိုက်အောင်လုပ်တယ်ကိုယ်မထိခိုက်အောင်ပြောတယ်ကိုယ်မထိခိုက်အောင်လုပ်တယ်ဟာပြောဆိုလုပ်ကင်မှုတွေအလုံးဟာအသိဉာဏ်နဲ့လုပ်တယ်အဲ့ဒါလို့အသိဉာဏ်နဲ့လုပ်တဲ့ပုဂ္ဂိုလ်ပဏိတလို့ပြောတာဒီနေရာမှာအဲ့ဒီပဏိတဆိုတာလေကံကပေးလို့စဉ်းစားဉာဏ်ရှိအုံနောက်ရှိတဲ့မိသားစုတွေရောက်လာတဲ့ပုဂ္ဂိုလ်ဟာတဘာဝကိုကပဏိတနိသသေဝနာဆိုတာဖြစ်တယ်ကိုယ့်ဘက်ကိုအသက်အရွယ်ရောက်လို့ဘယ်ပုဂ္ဂိုလ်ကတော့တော်တယ်ဘယ်ပုဂ္ဂိုလ်ကမတော်ဘူးဆိုတာကိုရွေးချယ်ပြီးတော့ပေါင်းတဲ့နာကဒါကိုရွေးချယ်မှုကိုယ်တိုင်မရွေးချယ်နိုင်ဘူးဘဝကပေးလိုက်တဲ့အတိုင်းဘာလမိသားစုတွေရောက်ချင်ရောက်သွားမယ်ပဏိတမိသားစုတွေရောက်ချင်ရောက်သွားမယ်ဒါကဘဝကပေးဒါမို့ဘဝတစ်ခုရောက်လာပြီဆိုလို့ရှိရင် association လို့ခေါ်တယ်ပေါင်းသင်းမှုကစတော့တာပဲနော်စတော့တာကံမကောင်းအကြောင်းမလားလို့ရှိရင်ဘာလမိသားစုတွေရောက်သွားကံကောင်းပြီဆိုရင်ပဏိတမိသားစုတွေရောက်ဒီလိုဆိုတာကိုတိတတ်လို့ဘာလပဏိတခွဲခြားသိလို့ပဏိတပုဂ္ဂိုလ်မျိုးကိုရွေးချယ်ပြီးတော့စိတ်ကကိုးကွယ်လာပြီဆိုလို့ရှိရင်တော့ကိုယ့်အတွက်ကောင်းကျိုးချမ်းသာရဖို့ပဲဒါကြောင့်မို့မင်္ဂလာတုတ်မှာကြီးပွားတိုးတက်မှုနဲ့ပတ်သက်ပြီးအရေးကြီးဆုံးဟာသေဝနာအသေဝနာပဲဒါပဲ
ပေါင်းသင်းဆက်ဆံရေးပဲအဲ့ဒါကြောင့်မလို့ပုဂ္ဂိုလ်ဆိုတာမျိုးမျိုးရှိတယ်နော်ပုဂ္ဂိုလ်တူတယောက်ကိုကိုးကွယ်မဲ့စိတ်ကပ်မယ်ယဟန်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘယ်လိုပုဂ္ဂိုလ်မျိုးပဲဖြစ်ဖြစ်စိတ်ကပ်မယ်ကိုးကွယ်မယ်ဆိုလို့ရှိရင်အကျဉ်းတရားရှိရလားပညာရှိရလားဒါအရေးကြီးတယ်ပေါ့မြတ်စွာဘုရားကတော့အဲ့ဒီအကျဉ်းဆိုတာကိုထည့်မပြောပဲနဲ့မြတ်စွာဘုရားဟောထားတဲ့အချက်၃ချက်ကိုမှတ်သားကြရအောင်အပေါ်ယံအားဖြင့်မြတ်စွာဘုရားရွေးချယ်ဖို့လွယ်အောင်လို့ဘယ်လိုဟောထားတော့ဆိုအင်္ဂုတ္တရနိကေသေဝိတ္တပတုတ်စိကရမဲ့ပုဂ္ဂိုလ်ဘယ်လိုပုဂ္ဂိုလ်မျိုးလဲလို့ဆိုမြတ်စွာဘုရားဟောတာရှင်းရှင်းလေးနားမလည်စရာတခုမှမရှိဘူးဘုရားဘယ်လိုဟောတော့နိဟိယတိပုရိသောနိဟိနသေဝီတဲ့နိဟိနဆိုတာကိုချင်းသီလလည်းမရှိဘူးစိတ်တည်ငြိမ်မှုလည်းမရှိဘူးအသိပညာလည်းမရှိဘူးကိုယ့်ရဲ့အောက်တန်းကြတယ်ကိုလောက်အဆင့်မရှိတဲ့အရေးချင်းမရှိတဲ့ပုဂ္ဂိုလ်မျိုးကိုတဲ့ကိုယ်ဝဲစိတ်ကလို့ရှိရင်ကိုယ်လည်းနှိမ့်ကျသွားတယ်ဒီလိုပြောတာနော်နိဟိယတိပုရိသောနိဟိနသေဝီနိဟိနသေဝီအောက်တန်းကြတဲ့ပုဂ္ဂိုလ်ကိုပေါင်းသင်ဆက်ဆံပြီးတော့ဆရာစိတ်ကမဲ့ကိုယ်ဝဲမဲ့ဆိုလို့ရှိရင်ကိုယ်ဝဲတဲ့ပုဂ္ဂိုလ်ဟာနိဟိယတိဆုပ်ယုပ်သွားတာပဲဘာနဲ့ဥပမာတူတော့ဆိုတွင်တူတဲ့လူရဲ့ဥပမာပဲမြေကြီးကိုတွင်တူတဲ့ပုဂ္ဂိုလ်တယောက်ဟာတွင်နဲ့လေလူကနဲ့တော့မြုပ်သွားလေတွင်နဲ့လေမြုပ်လေပဲလေတွင်တူတဲ့လူဟာတွင်နဲ့မြုပ်သွားတာပဲတဖြည်းဖြည်းနှိမ့်ကျသွားအဲ့ဒါလိုပဲပေါင်းသင်းဆက်ဆံရေးစိတ်ကကိုးကွယ်ရေးမှာအောက်တန်းကျတဲ့ပုဂ္ဂိုလ်ပေါင်းသင်းမိတယ်စိတ်ကကိုးကွယ်မိပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာတဖြည်းဖြည်းနှိမ့်ဆင်းသွားတာကိုချင်းသီလလည်းနှိမ့်ဆင်းသွားတယ်စိတ်တည်ငြိမ်မှုတွေနှိမ့်ဆင်းသွားတယ်အသိပညာတွေနှိမ့်ဆင်းသွားတယ်နောက်ဆုံးလောကနဲ့ပြောမယ်ဆိုလို့ရှိရင်စီးပွားဥစ္စာတွေနှိမ့်ဆင်းသွားတယ်ကျမ်းမာရေးတွေနှိမ့်ဆင်းသွားတယ်လူမှုရေးတွေနှိမ့်ဆင်းသွားတယ်ဟာအဲ့ဒီပုဂ္ဂိုလ်နဲ့ပေါင်းသင်းဆက်ဆံခြင်းကြောင့်သူ့အတုလိုက်ပြီးတော့သူလိုလှုပ်သည့်အတွက်ကြောင့်ကိုယ်လည်းအောက်တန်းကျသွားအောက်တန်းကျတဲ့ပုဂ္ဂိုလ်သွားပြီးတော့ပေါင်းသင်းမိဆရာတင်မိရင်ကိုယ်လည်းအောက်တန်းကျသွားတယ်လို့ဒီလိုပြောတာနော်ဒါမြတ်စွာဘုရားကရှင်းရှင်းလေးဟောတာကိုယ်တဲ့အောက်တန်းကျတဲ့ပုဂ္ဂိုလ်ကိုပေါင်းရင်နဲ့ကိုယ်လည်းအောက်တန်းကျမှာပဲဒီပြောဟောနောက်တစ်ခုနသဟာယေထဂရာစိတုလယသေဝီတုလယဆိုတာကိုယ်နဲ့ဓာန်တူရည်တဲ့ပုဂ္ဂိုလ်ကိုယ်နဲ့ဓာန်တူအည်ချင်းရှိတဲ့ပုဂ္ဂိုလ်ကိုတဲ့ပေါင်းသင်းဆက်ဆံမဲ့ဆရာတင်မဲ့စိတ်ကပ်မဲ့ဆိုလို့ရှိရင်ဘယ်တော့မှဆုပ်ယုပ်မသွားပါဘူးတဲ့ကိုယ်နဲ့ဓာန်တူရှိတဲ့ကိုယ်အည်ချင်းနဲ့သူ့မှရှိတယ်ဆိုရင်အည်ချင်းတူနေသည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်နဲ့တွဲဖက်လို့ကတော့အောက်တန်းမကျဘူးတဲ့ဆုပ်ယုပ်မသွားနိုင်ဘူးတဲ့သို့တော့ဆုပ်ယုပ်မသွားဘူးလို့သာပြောတာတိုးတက်လာဖို့ဆိုတာမဖြစ်ဘူးတစ်ဖက်သားရဲ့ရည်ချင်းကဒီလောက်ပဲရှိတာလေဒါကြောင့်မတိုးတက်နိုင်တိဋ္ဌမုပ္ပနမံဥဒေတိခိပ္ပံတိဋ္ဌကိုယ်ရဲ့ตาတယ်ကိုချင်းသီလလည်းကိုယ်ရဲ့ตาတယ်စိတ်တည်ငြိမ်မှုတွေလည်းကိုယ်ရဲ့ตาတယ်ပညာတွေလည်းကိုယ်ရဲ့ตาလောကအမြင်နဲ့ကြည့်မယ်ဆိုရင်စီးပွားဥစ္စာကိုယ်တဲ့သားကိုချင်းတရားကိုယ်တဲ့သားတယ်လူမှုရေးအကျင့်စာရိတ္တပညာအတွေးခေါ်ကိုယ်တဲ့သားအဲ့ဒီကိုယ်တဲ့သားတဲ့ပုဂ္ဂိုလ်ကိုပေါင်းသင်းဆက်ဆံပြီဆိုရင်ဥဒေတိခိပ္ပံကိုလည်းလှင်းလှင်းမြန်မြန်တိုးတက်သွားနိုင်တယ်ဒီလိုဆိုလိုတာပုဂ္ဂိုလ်၃မျိုးအဲ့တော့ခွဲကြည့်လိုက်ပေါ့ကိုယ်ရဲ့အောက်တန်းကြတဲ့ပုဂ္ဂိုလ်ကိုယ်နဲ့ဓာန်တူပုဂ္ဂိုလ်ကိုယ်ရဲ့ตาတဲ့ပုဂ္ဂိုလ်
ဘယ်ပုဂ္ဂိုလ်ကိုရွေးပေါင်းမလဲဆိုရင်ကိုယ့်ရဲ့တာတဲ့ပုဂ္ဂိုလ်ရွေးပေါင်းပါဒါကြောင့်မို့မြတ်စွာဘုရားကတိုက်တွန်းလိုက်တာတတ္တမအတ္တနောဥတ္တရိံပဇေထာတဲ့ဒါကြောင့်မို့ကိုယ့်ရဲ့တာတဲ့ပုဂ္ဂိုလ်ထံချင်းကပ်ပါသူ့ကိုစိတ်ကပ်ပါဒါကြောင့်မလို့ပုဂ္ဂိုလ်တယောက်ကိုစိတ်ကပ်ကိုးကွယ်မယ်ဆိုရင်ကိုယ့်ရဲ့တာလားမတာလားသိဖို့လိုတယ်နော်အယမ်းမဲ့မစိတ်ကပ်နဲ့အယမ်းမဲ့မကိုးကွယ်နဲ့ကိုယ့်ရဲ့တာလားမတာလားမြင်လာတာကတော့ကိုယ့်ရဲ့စီးပွားဥစ္စာပိုချမ်းသာသလားကိုယ့်ရဲ့အသိပညာတွေပိုကောင်းသလားကိုယ့်ရဲ့အကျင့်စာရိတ္တပိုကောင်းသလားဟောကိုယ့်ရဲ့လူမှုရေးအဆင့်တန်းတွေပိုမြင့်မားသလားဟောအဲ့ဒီပုဂ္ဂိုလ်မျိုးရွေးချယ်ပြီးတော့အောင်သင်ဆက်ဆံပါလို့ဟုတ်တယ်လေလောကမှာလည်းအဲ့ဒါသို့တော့မြတ်စွာဘုရားလမ်းညွှန်မှုကတော့လောကတွေမကဘူးလောကုတ္တရာအတွက်ပါလမ်းညွှန်တာကိုယ့်ရဲ့တာတယ်မတာတယ်ဆိုစီးပွားဥစ္စာတာတာမတာတာအရေးမဟုတ်ဘူးမြတ်စွာဘုရားအဆိုရနော်လူမှုရေးတာတာမတာတာလူအစဉ်တန်းတာတာမတာတာယာဓုကိုယ့်ရဲ့ကြီးတယ်မကြီးတယ်ဒါတွေကအရေးမဟုတ်ဘူးဘာကိုကြည့်ရမလဲကိုချင်းတရားကောင်းမွန်မှုကိုယ့်ရဲ့တာတယ်စိတ်ဓာတ်မြင့်မားမှုတည်ငြိမ်မှုကိုယ့်ရဲ့တာတယ်အသိပညာကိုယ့်ရဲ့တာတယ်အတွေးအခေါ်ရင့်ကျက်တယ်ဟောအဲ့ဒီပုဂ္ဂိုလ်မျိုးစိတ်ကပ်ပါလို့ပြောတာအဲ့ဒါဆိုလို့ရှိရင်လောကမှာလည်းကြီးပွားတိုးတက်မယ်တန်တရားမှာလည်းပဲကြီးပွားတိုးတက်တဲ့အဆင့်ပဲရောက်နောက်ဆုံးနိဗ္ဗာန်ထိအောင်ကိုယ်ကမြင့်တက်သွားနိုင်တယ်ပေါ့ဒီအဓိပ္ပာယ်မျိုးကိုမြတ်စွာဘုရားသေဝိတ္တပသုံးမှာဟောတာတဲ့ဒါကမှတ်လွယ်သားလွယ်ရှိအောင်မြတ်စွာဘုရားဒီလိုခေါ်လိုက်တာအသေးစိတ်ထပ်ပြီးတော့ဟောတဲ့အခါကျတော့ဒီရည်ချင်း၃ရက်ကိုသတ်မှတ်တယ်ဘုရားပုဂ္ဂိုလ်၃မျိုးခွဲခြားပြတယ်လောကလူတွေစိတ်ကကိုးဝယ်ကြတဲ့ပုဂ္ဂိုလ်၃မျိုးပုဂ္ဂိုလ်၃မျိုးနဲ့စိတ်ကကိုးကွယ်မှုကိုခွဲခြားပြီးတော့ကြည့်တဲ့အခါမှာလောကမှာရှိတဲ့လူတိုင်းဟာစိတ်ကထိုက်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးပေါင်းသင်းနိုင်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးကိုးကွယ်ထိုက်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့ခုနပြောခဲ့တဲ့အားတိုင်းအကျဉ်းနာတာရှိပြီပညာမရှိဘူးဆိုရင်စိတ်ကထိုက်ဘူးเนาะပညာတော့ရှိတယ်အကျဉ်းနာကင်းမဲ့သူလည်းမစိတ်ကထိုက်ဘူးအကျဉ်းနာနဲ့ပညာနှစ်ခုစလုံးဆွဲဆောင်ရှိတဲ့ပုဂ္ဂိုလ်ကိုစိတ်ကမှအကျိုးစွာရနိုင်တယ်အဲ့တော့မြတ်စွာဘုရားကအဋ္ဌိဘိက္ခဝေပုဂ္ဂလောနသေဝိတ္တဘောယဟန်တို့တဲ့မစိတ်ကထိုက်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာရှိတယ်ဘယ်ပုဂ္ဂိုလ်မျိုးလဲဘုရားကိုယ်တိုင်အဖြေထုတ်ပြတာဣဒဘိက္ခွေဧကိသောပုဂ္ဂလောဟိနောဟောတိတိလေနသမာဓိနာပညာယရသော်ဘုရားကတော့အဓိကအရေးချင်းတွေကိုဖော်ထုတ်တာနော်အဓိကအရေးချင်းတွေကိုဖော်ထုတ်တာသီလဘက်ကကြည်လဲကိုယ့်ရဲ့အောက်တန်းကြတယ်ကိုက၅ပါးသီလလုံသေးတယ်သူကမလုံဘူး၂ပါးတောင်မလုံ၃ပါးတောင်မလုံနော်ကိုကမှ၅ပါးသီလလုံသေးတယ်သူကမလုံဘူးကိုယ့်ရဲ့အောက်တန်းကြတယ်ကိုကမှဥပုသ်ဆောင်တယ်သူကတခါမှဥပုသ်မဆောင်ဟာကိုချင်းသီလကြည့်လိုက်ရင်ကိုယ့်ရဲ့အောက်တန်းကြစိတ်ဓာတ်တည်ငြိမ်မှုနဲ့ကြည့်လိုက်ရင်လေကိုယ့်ရဲ့အောက်တန်းကြအသိပညာထင်တာတွေသာစွတ်ပြောတာကိုသိတာလောက်တောင်သူမသိဘူးဆိုလို့ရှိရင်ဟောကိုယ့်ရဲ့အောက်တန်းကြအဲ့ဒီပုဂ္ဂိုလ်မျိုးတော့လုံးဝမစိတ်ကပ်ပါနဲ့လို့ဒီလိုပြောတာလုံးဝမစိတ်ကပ်ဘူးလို့ဆိုတာမပေါင်းရဘူးလို့ပြောတာမဟုတ်ဘူးအညတရအနုတ္တရာအကျဉ်းနာထားပြီးတော့သူ့တော့ပြစ်မထားပါနဲ့လို့ပြောတာနော်သူစီကဘာတစ်ခုမှမမျှော်လင့်နဲ့စိတ်ကပ်တယ်ကိုးကွယ်တယ်ဆိုတာမလုပ်နဲ့အကျဉ်းနာထားပြီး
သူ့ကိုကောင်းစားစေခြင်းနဲ့ကရုဏာနဲ့တော့အတူတွဲလို့ရပါတယ်လို့သူတို့ပြောတာနော်လောကမှာတခါတခါရှင်တွဲတယ်ဆိုတာပေါင်းသင်းနဲ့ဆက်ဆံဗမာစကားမှာလည်းရှိတယ်လေလူအားတဲ့မုတ်ဆိုးနာနီးမုတ်ဆိုးဖြစ်တယ်တငါနာနီးတငါဖြစ်တယ်အတူယူသွားတာကိုမြတ်စွာဘုရားကထင်ရှားတဲ့ဥပမာလေးတစ်ခုပေးထားရှိတယ်ငါပြောရွက်ကလေးနဲ့ငပိခေါင်ကိုထုတ်လိုက်မယ်ဆိုရင်ငပြောရွက်ဆိုတာငကူကငပိနံရှိတာမှမဟုတ်ပဲနဲ့သူ့အနံကမခံနိုင်တော့အနံမစိုးဘူးလေအနံလေးကောင်းတယ်ငပြောရွက်ကလေးထဲမှာကောင်းခြင်းလေးနဲ့ငပြောသီးလေးနဲ့ထုတ်ထားရင်မှု့တော်နေသေးတယ်နော်အဲ့ဒီငပြောရွက်နဲ့ငပိထုတ်လိုက်မယ်ဆိုလို့ရှိရင်ငပြောရွက်ဟာသူ့ရဲ့ပင်ကိုယနတ်ဆုံးရှုံးသွားရုံမကငပိပုတ်တဲ့အနံ့လို့သူ့မှာလည်းကူးဆက်သွားတယ်။ငကောကနန္ဒမဟုတ်ဘူး။ငပိပုတ်နဲ့ပေါင်းသည့်အတွက်ကြောင့်ငပြောရွက်ဟာလည်းအနံ့ကူးသွားတယ်လို့သူတို့ပြောတာနော်။မကောင်းတဲ့အနံ့ကူးသွားငပိကြိုက်တဲ့လူကတော့မွေးကောင်းမွေးနေမှာပေါ့။တကယ်ကတော့အပုတ်နံ့အဲ့ဒါမကောင်းတဲ့လူနဲ့ရှင်တွဲမိသွားလို့ရှိရင်အနံ့ကူးသွားတယ်ကိုမလုတ်တောင်မကောင်းတဲ့အနံ့ဟာဒီလူကတော့သူနဲ့ပေါင်းတဲ့လူတွေကြည်တာအယက်သမားတွေတေလီတွေချဘိုးတွေပေါင်းသူလည်းလူကောင်းမဟုတ်ဘူးလို့ဒီလိုထင်ကြဒါအနံ့ကူးသွားတယ်လို့ခေါ်တာပဲအနံ့ကူးသွားအဲ့ဒါလို့မကောင်းတာနဲ့ပေါင်းပြီဆိုလို့ရှိရင်အ ਨੇ ဆုံးလူအထင်သေးမြင်သေးခံရတတ်တယ်ပုတိမစ္ဆံကုသခေနယောနရောဥပနရှတိကုတာပိပုတိဝါယန္တိဧဝံဘာလူပသေဝနာလို့မြတ်စွာဘုရားဟောတာမြတ်စွာဘုရားကတော့တမန်မြတ်လို့ဥပမာပေးတာတမန်မြတ်ဆိုတာမင်္ဂလာကိစ္စတွေမှာသုံးတယ်ရှေးကဆိုတာအိန္ဒိယနိုင်ငံကိုပြောတာဗမာတွေကတော့သုံးမထင်ပါဘူးချာမြေစာမြတ်တော့အနေကစားတင်တဲ့အခါမှာလောက်တာတွေ့ဘူးတယ်ပေါ့အဲ့တမန်မြတ်ဟာငါးပုတ်ငပိပုတ်ကိုတမန်မြတ်နဲ့ထုတ်လို့ရှိရင်အဲ့တမန်မြတ်ဟာလည်းငပိပုတ်ဆိုနံသွားတယ်တဲ့လူမိုက်ကိုပေါင်းသင်းဆက်ဆံတာအဲ့ဒီအတိုင်းပဲမှတ်ပါလို့မြတ်စွာဘုရားလို့ဟောတာဟောကောင်းတဲ့ဘက်ကကြည့်လိုက်မယ်ဆိုလို့ရှိရင်အေးငါပြောရွက်ကလေးငါကပင်ကိုအနံ့ကနှစ်သက်เสียကောင်းတော့အောင်မမှုေးဘူးသို့တော့စပယ်ပန်းလေးဆွန်ပန်းလေးငါပြောရွက်နဲ့ထုတ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီငါပြောရွက်ကလေးဟာလေစပယ်ပန်းအနံ့ဆွန်ပန်းအနံ့ခေပန်းအနံ့ကလေးတွေရသွားတယ်ပညာရှိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းတာအဲ့ဒါလိုပဲတဲ့ကောင်းတဲ့ရင်လေးတွေရတာဩသူနဲ့ပေါင်းတဲ့ပုဂ္ဂိုလ်ကလူတော်လူကောင်းတွေပေါင်းတာဘုရားသွားကြောင်းတဲ့တရားနာဥပုသ်ဆောင်ဒီလိုကောင်းတဲ့အလုပ်တွေကိုလုပ်နေတဲ့ပုဂ္ဂိုလ်ပေါင်းသည့်အတွက်ကြောင့်ကြောင်းသွားပြီးဥပုသ်မဆောင်မိမယ်လေအ ਨੇ ဆုံးသူ့လည်းဥပုသ်ရတယ်လို့အထင်ခံရနဲလားဒီလိုဖြစ်တာနော်ဥပုသ်ရတယ်လို့အထင်ခံဘာလို့ဥပုသ်တယ်နဲ့ပေါင်းတာကိုဒီလိုဖြစ်တာအဲ့တော့ပေါင်းတဲ့ဆက်ဆံရေးဟာညီမျှအရေးကြီးတယ်အရေးပါတယ်ဆိုတော့ဒါမှထင်ရှားတော့ဒါကြောင့်မို့မြတ်စွာဘုရားကဒီနေရာမှာတော့သီလတဲ့ကိုချင်းသီလလူတွေဆို5ပါးသီလယမယံခါ10ပါးသီလဒီတဲ့တိုးတက်ဆောက်တည်မယ်ဆိုရင်10ပါးသီလ9ပါးသီလ10ပါးသီလပေါ့အဲ့ဒါလို့သီလအားဖြင့်နှိုင်းရှင်ကြည့်လိုက်ရင်လည်းကိုယ့်ရဲ့အောက်တန်းကျတမာတိတဲ့စိတ်တည်ငြိမ်မှုကိုယ့်ရဲ့အောက်တန်းကျပညာလောကီပညာလောကုတ္တရာပညာစဉ်းစားတတ်တဲ့စဉ်းစားဉာဏ်ကိုယ့်ရဲ့အောက်တန်းကျနေတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကို
တဏှာလို့ကလွဲပြီးတော့စိတ်ကချင်းမလုပ်ပါနဲ့ဒီလိုပြောတာနော်ဒါနံပါတ်1နောက်ဒုတိယမြတ်စွာဘုရားဟောတာဣဒဘိက္ခွေဧကိသောပုဂ္ဂလောတတိသောဟောတိသီလေနသမာဓိနာပညာယတချို့ပုဂ္ဂိုလ်တွေကကိုယ်၅ပါးသီလလုံတယ်လို့သူလည်းလုံတယ်ကိုယ်ဥပုသ်ဆောင်တယ်လို့သူလည်းဥပုသ်ဆောင်ဟောသီလအပြင်တူညီတယ်ကိုယ်တရားနာသွားတယ်လို့သူလည်းတရားနာသွားတယ်ကိုယ်ဒါနလုပ်တယ်လို့သူလည်းဒါနလုပ်တယ်ဟောကိုယ်ချင်းသီလတို့ကောင်းမှုတွေနဲ့တူတယ်ကိုယ်ကိုယ်တိုင်စိတ်တည်ငြိမ်မှုတမာတိရှိတယ်လို့သူလည်းတမာတိရှိတယ်တည်ငြိမ်တယ်ကိုယ်ပညာရှိတယ်လို့သူလည်းပညာရှိတယ်ဆိုရင်ကိုယ်နဲ့ဓာတ်တူညီမျှဆိုဟောသွားပေါ်လာပဲဟောသွားပေါ်လာပဲအရေးချင်းကသူမသားကိုမသားအဲ့ဒီလိုပုဂ္ဂိုလ်မျိုးကြတော့ပေါင်းပါတဲ့ဘုရားစိကပ်ပါအဲ့ဒီပုဂ္ဂိုလ်မျိုးစိကပ်ပါဒါဖြင့်စိကပ်ရင်ဘလို့အကျိုးတွေရလို့လဲကိုယ်နဲ့ဓာတ်တူပုဂ္ဂိုလ်ကိုစိကပ်ရင်ပေါင်းတင်ဆက်ဆံရင်ဘလို့အကျိုးရနိုင်လို့ဆိုကိုချင်းသီလချင်းတူတဲ့အတွက်ကြောင့်သီလနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲဟာစကားလေးတွေပြောဖြစ်တယ်ပေါ့ကောင်းတဲ့အလုပ်လေးတွေတိုင်ပင်ပေါ်တိုင်ပင်မဲ့ဖြစ်လာကျောင်းတော်ဥပုသ်ဆောင်ရအောင်9ပါးသီလစောင့်မယ်10ပါးသီလစောင့်မယ်စသဖြင့်သီလနဲ့ပတ်သက်တဲ့သီလရဲ့တန်ဖိုးရှိပုံတွေနဲ့ပတ်သက်ပြီးပြောဖြစ်တယ်ပြောတဲ့အခါမှာလည်းပဲအငင်းပွားเสียမရှိဘူးသူ့လည်းသီလရှိတယ်ဟိုကလည်းကျင့်တတ်တယ်ပြောတာအာရပါရပြောတာဝါဒနာတူသွားတယ်လို့ဆိုလိုတာပေါ့နော်တယောက်ကတရားအကြောင်းပြောခြင်းနဲ့တယောက်ကဇကာအကြောင်းပြောခြင်းနဲ့ဆိုဝါဒနာမတူတော့အဲ့ဒီစကားဝိုင်းဟာအဆင်ပြေမှာမဟုတ်ဘူးဟောအဆင်ပြေမှာမဟုတ်ဘူးအဲ့တော့သူ့လည်းကိုယ်သီလရှိတယ်ကိုယ်လည်းသီလရှိတယ်သီလရှိခြင်းတူတဲ့ပုဂ္ဂိုလ်တွေကသီလအကြောင်းဆွေးနွေးပြောကြားပြီးသီလစောင့်ရအောင်လို့ဆိုတဲ့တိုင်ပင်မှုတွေဆက်လက်ဖြစ်ပေါ်ပြီးတော့လာလို့ဘာဖြစ်လဲပေါင်းရတင်းရဆက်ဆံရတဲစင်ပြေတယ်ပေါ့စင်ပြေတယ်ပေါ့အဲ့လိုပုဂ္ဂိုလ်မျိုးနော်ဟိုတယောက်ကဥပုသ်ဆောင်ခြင်းနဲ့ဟိုတယောက်ကရုပ်ရှင်ကြည့်ခြင်းနဲ့စင်မပြေဘူးလေစင်ပြေဘူးအဲ့တော့ကိုယ်နဲ့သီလတန်တုရှိတဲ့ပုဂ္ဂိုလ်မျိုးကြအဆင်ပြေတယ်တမာရိလုပ်ငန်းသမထကျင့်စဉ်ကျင့်တယ်သို့မဟုတ်စိတ်ဓာတ်တည်ငြိမ်မှုသူလည်းရှိတယ်ကိုယ်လည်းရှိတယ်တမာရိအကြောင်းဆွေးနွေးပြောဆိုတယ်တရားဓမ္မအကြောင်းဆွေးနွေးပြောဆိုတယ်သူလည်းလုပ်တယ်ကိုယ်လည်းလုပ်တယ်ဟောအဆင်နေပြေလို့ကိုယ်ကတမာရိအကြောင်းပြောသူကအိမ်ငိုက်အဆင်မပြေဘူးလေနော်အဆင်မပြေဘူးဟောနောက်တစ်ခုကြပညာချင်းတူတယ်သူသိတဲ့ဟာဖောက်တယ်ချကိုသိတာဖောက်တယ်ချပညာရည်ချင်းချင်းတူသည့်အတွက်ကြောင့်ပညာချင်းစကားတုံစကားလှည့်ကြတဲ့အခါအဆင်ပြေတယ်ဝိပဿနာကျင့်စဉ်အကြောင်းဆွေးနွေးမယ်ယုတ်တရားအကြောင်းဆွေးနွေးမယ်နန္တရားအကြောင်းဆွေးနွေးမယ်ဟောပြောဆိုရတာအဆင်နေပြေလို့ဒါကိုယ်နဲ့အရည်ချင်းတူတဲ့ပုဂ္ဂိုလ်ကြတော့မြတ်စွာဘုရားကပေါင်းပါတဲ့ပေါင်းလို့ရှိရင်အဲ့ဒါလို့အဆင်ပြေပါလိမ့်မယ်ဟုတ်တယ်ဒါသိချာအဆင်ပြေတယ်ဟောနောက်ပုဂ္ဂိုလ်တယောက်မြတ်စွာဘုရားရှင်းပြတယ်ဣဒပနဘိက္ခွေဧကိသောပုဂ္ဂလောအထီကောဟောတိသီလေနသမာဓိနာပညာယတချို့ပုဂ္ဂိုလ်ကြတော့ကိုချင်းသီလလည်းကိုယ်တဲ့သားတယ်သမာဓိကလည်းကိုယ်တဲ့သားတယ်ပညာလည်းကိုယ်တဲ့သားတယ်အဲ့ဒီကိုယ်တဲ့သားတဲ့ပုဂ္ဂိုလ်ကိုယ်ွယ်ပါစိတ်ကပ်ပါပေါင်းသိမ်းပါတဲ့သူ့ပေါင်းသိမ်းရင်သူနဲ့ဆက်ဆံရင်ဘာဖြစ်မြတ်စွာဘုရားကအပရိပူရံတိလက်ခန္ဓံဝါပရိပူရိတာမိသူ့ကိုပေါင်းသိမ်းတဲ့ရည်ရွယ်ချက်ကဘာလို့ဆိုရင်သူ့ကိုအမိလိုက်ပြီးတော့ကျင့်တယ်သူက၅ပါးသီလလုံးတယ်ဥပုသ်ဆိုဘယ်တော့မှမပြတ်ဘူးတော်တွင်လုံးဥပုသ်ဆောင်တယ်ဥပုသ်သီလတွေမပြတ်ဘူးသူကတရားနာတယ်တရားကျင့်တယ်မပြတ်ဘူးဆိုတော့
အေးငါတို့သူလိုဖြစ်အောင်လုပ်မယ်စောင့်တယ်လို့ငါလည်းစောင့်မယ်ဟာသူတရားနာတယ်လို့ငါလည်းတရားနာမယ်ဟောအဲ့ဒါလို့ကို့မှာမပြည့်သေးတဲ့သီလသူနဲ့ပေါင်းသည့်အတွက်ကြောင့်ကို့ဟာတိုးမြင့်လာကိုချင်းသီလတွေတိုးလာအရင်ကတရားမနာဖြစ်ဘူးသူနဲ့ပေါင်းတော့တရားနာဖြစ်လာအေးငကိုယ်တော့ကဥပုပ်မဆောင်ဖြစ်ဘူးသူနဲ့ပေါင်းတော့ဆောင်ဖြစ်တာကောင်းတဲ့လူနဲ့ပေါင်းလို့ရှိရင်ကောင်းတဲ့အလုပ်တွေလုပ်ဖြစ်လာတာပဲပို့ပြီးတော့တိုးတက်ပြီးတော့လုပ်လာတယ်တဲ့ဒီလိုဆိုလို့တာနော်အေးသူကတမာရီအကြောင်းကမ္မထမှန်မှန်ထိုင်တယ်သမထကျင့်စဉ်ကျင့်တယ်ဗုဒ္ဓနုတ္တိပွားတယ်ဩသူ့ကိုအားချပြီးငါလည်းပဲဒီနေ့မှန်မှန်ဗုဒ္ဓနုတ္တိပွားတယ်သမထကျင့်စဉ်ကျင့်အောင်ပါပဲဟောကိုမလုပ်သေးတာတွေတိုးပြီးတော့လှုပ်ဖြစ်လာသူကရိတ်တာဝင်နဲ့ငါလည်းရိတ်တာဝင်အောင်ပါပဲဟောဒီလိုဖြစ်လာတယ်ပေါ့တိုးတက်လာတဲ့အဓိပ္ပာယ်ကိုပြောပြတာနော်ပညာနဲ့ပတ်သက်လာလဲထို့တူပဲသူကတရားဓမ္မတွေတော်သိတယ်အဘိဓမ္မာသင်္นานတက်ထားတယ်ဝိသုဒ္ဓိမဲ့တက်တယ်တဲ့ခုခေတ်ဓမ္မသင်္นานနေရှိအော်သူတက်တယ်လို့ငါလည်းတက်ချင်တယ်ဟောမတက်သေးတဲ့ပညာရတဲ့ငါလည်းပဲတက်အောင်လုပ်အောင်ပါပဲလို့သူ့ကိုအတူယူအားကြပြီးလုပ်တဲ့အခါကိုယ်မှပညာတွေတက်လာပြန်တယ်မဟုတ်ဒါကိုယ့်တဲ့ตาတဲ့လူပေါင်းသင်ခြင်းဖြင့်ရရှိလာတဲ့အကျိုးကျေးဇူးတွေဒီလိုပြောတာနော်မြတ်စွာဘုရားကရှင်းရှင်းလေးဟောတာပါရှင်းရှင်းလေးဟောတာဟောအဲ့ဒါလို့လှုပ်ခြင်းအပြင်ကိုယ်မှာကိုချင်းသီလတွေတိုးလာတယ်သမာဓိတရားတွေတိုးပွားလာတယ်ပညာဉာဏ်တွေတိုးပွားလာတယ်ဓမ္မနဲ့ပတ်သက်တဲ့အသည့်တွေအရင်ကနဲ့မတူဘူးဘဝနဲ့ပတ်သက်တဲ့အသည့်တွေလည်းအရင်ကမတူဘူးတိုးတက်ပြီးတော့ကြီးပွားလာတယ်တိုးတက်ကြီးပွားလာတဲ့အတွက်ကြောင့်ဘဝအဓိပ္ပာယ်ကိုပို့ပြီးတော့နားလည်လာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘယ်ဟာကအပြစ်ရှိတယ်ဘယ်ဟာကအပြစ်မရှိဘူးရှင်းရှင်းလင်းလင်းကြီးသိလာတဲ့အတွက်ကြောင့်ကိုယ်ဘဝခရီးရှောင်လန်းတဲ့အခါရှင်းရှင်းကြီးကိုလမ်းကိုရွေးနိုင်တဲ့အဆင့်ရောက်ဒီလိုဆိုတာပေါ့နော်အနုဘုဆိုရင်ဟိုလူပြောဟုံနိုးနိုးဒီလူပြောဟုံနိုးနိုးလောက်ကောင်းသလားဟိုလူကလောက်ကောင်းတယ်ပြောရင်ဒီလူကမလောက်ကောင်းဘူးပြောဟောပညာမရှိလို့ရှင်ရောင်ရောင်ဝါးဝါးတွေဖြစ်ပြီရောင်ရောင်မှားမှားတွေဖြစ်လာပညာရှိလာလို့ရှင်သူများပြောတာယုံစရာလက်ခံစရာမဟုတ်တော့ဘူးကိုယ်တိုင်သိတာကိုယ်တိုင်သိလာပြီဆိုလို့ရှိရင်အရာရာကိုဆုံးဖြတ်နိုင်စွမ်းရှိလာတယ်ပေါ့ဒါကြောင့်မလို့ကိုယ်သီလအပြင်သာတဲ့ပုဂ္ဂိုလ်ပညာအပြင်တမာရီအပြင်သာတဲ့ပုဂ္ဂိုလ်ပညာအပြင်သာတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်မျိုးတွေကိုကိုယ်ဝယ်စိတ်ကပ်ပါတဲ့ဒါပုဂ္ဂိုလ်ကိုကိုယ်ဝယ်စိတ်ကပ်မှုစိတ်ကပ်ကိုယ်ဝယ်မှုဆိုတာ ਨੇ ပတ်သက်လာတယ်ကိုယ့်ဘဝမှာအပ္ပဓမ္မအရေးကြီးတယ်လို့တတိထားပါကိုယ့်ဘဝအတွက်အမတ္တမအရေးကြီးပုဂ္ဂိုလ်စိတ်ကကိုယ်ွယ်မှုမှားသွားပြီဆိုလို့ရှိရင်ကိုယ်ရှိတာလေးတွေပြောင်းသွားပြီးတော့ဘာနဲ့တူငပိထုတ်ခံရတဲ့ငပြောရွက်လို့ဖြစ်သွားငပိဘုတ်ထုတ်ခံရတဲ့ငပြောရွက်လို့နန်းစော်တဲ့ဘဝရောက်ပြီးတော့အပင်ငရဲထီအောင်ကျသွားနိုင်တယ်နစ်မွန်းသွားနိုင်တယ်ဘဝဒါကြောင့်မို့လို့ပုဂ္ဂိုလ်ကိုယ်ွယ်စိတ်ကမှုဟာအမတ္တမအရေးကြီးတယ်လို့မြတ်စွာဘုရားကလည်းဟောတာနော်ဒါကြောင့်မလို့မမယင်စိတ်ကကိုယ်ွယ်မှုရင်ကိုယ်ဟာနှိမ့်ကျသွားနိုင်တယ်ကိုယ်ရဲ့သားတဲ့ပုဂ္ဂိုလ်တွေအသိပညာရှိတဲ့ပုဂ္ဂိုလ်တွေကိုယ်ွယ်စိတ်ကမယ်ဆိုရင်ကိုယ်ဘဝဟာတစပြီးတစမြင့်တက်ပြီးတော့ကောင်းတဲ့ဘဝရောက်သွားနိုင်တယ်လို့ဆိုတာဟာအမတ္တမအရေးကြီးလို့မြတ်စွာဘုရားကဒီသုတ်တံကိုဟောကြားတာဖြစ်ပါတယ်ပုဂ္ဂိုလ်ကိုကိုယ်ွယ်စိတ်ကပ်ခြင်းပုဂ္ဂိုလ်ကိုစိတ်ကပ်ကိုယ်ွယ်ခြင်းကိုယ်ွယ်မှုဆိုတဲ့ဒီတရားဓမ္မကိုနာယူပြီးတဲ့အခါမှာတို့ပေါင်းသင်းဆက်ဆံပြီးစိတ်ကပ်ကိုယ်ွယ်ရမယ့်ပုဂ္ဂိုလ်ဟာတို့တဲ့သီလအဖြစ်သာတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တမာရီအဖြစ်သာတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ပညာအဖြစ်သာတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်သီလတမာရီပညာကောင်းတဲ့ပုဂ္ဂိုလ်မျိုးမှာ
စိတ်ကကိုးကွယ်မှတို့တွေဟာသီလအဖြစ်လည်းတိုးတက်လာမှာတမာရီအဖြစ်လည်းတိုးတက်လာပညာအဖြစ်လည်းတိုးတက်လာသီလတမာရီပညာဆိုတဲ့အရေးချင်းတွေတိုးတက်လာမှနိဗ္ဗာန်လမ်းကြောင်းမို့တက်လန်းနိုင်မှာဖြစ်တယ်နိဗ္ဗာန်လမ်းကြောင်းမို့တက်လန်းနိုင်မှာအဖန်တလဲလဲအိုရခြင်းနာရခြင်းသိရခြင်းဆိုတဲ့တဏှာရဲ့ဝိဒုက္ခတွေကလွတ်မြောက်မှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတဏှာဝဆင်းကလွတ်မြောက်ဖို့အတွက်သီလတမာရီပညာလို့ဆိုတဲ့ဒီသိက္ခာ3ရပ်တနည်းအားဖြင့်ပြောမယ်ဆိုရင်မဂ္ဂင်8ပါးလမ်းကြောင်းမို့ရောက်ဖို့တို့တွေကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့တတိတရားရပြီးချင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း